ဧဝံဂေလိဓမ္မကောလိပ်ကဝိညာဉ်ရေးရမှာလဲဖခင်နဲ့ထိတွေ့မှုရတယ်လို့ကျမ်းစာလေ့လာခြင်းအစက EBC ကျောင်းကဖြစ်တယ်ကျွန်တော်ရဲ့အင်္ဂလိပ်စာလေ့လာခြင်းအစက EBC ကျောင်းကဖြစ်တယ်ဧဝံဂေလိဓမ္မကောလိပ်ကအင်္ဂလိပ်လိုသင်ကြားပေးတာဖြစ်တယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Reverend Dr. Amin ဖြစ်ပါတယ်ယခုလက်ရှိကျွန်တော်တာဝန်ကတော့မြန်မာနိုင်ငံ AG ဧဝံဂေလိဓမ္မအထွေထွေသာသနာကောင်စီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်ဧဝံဂေလိဓမ္မကောလိပ်ရဲ့ဘုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုလိုအခြေအနေမျိုးဖြစ်လာဖို့ပထမဦးဆုံးယုံကြည်ခြင်းနဲ့ခြေလှမ်းခဲ့တဲ့နေရာကတော့ဧဝံဂေလိဓမ္မကောလိပ်ဖြစ်ပါတယ်ဆိုတော့ဒီလိုကြောင်းတက်နေတဲ့အချိန်မှာအများကြီးဆွတ်တောင်းပြတယ်ဘုရားသခင်ကျွန်တော်ကိုအသုံးပြုပါလို့ငိုကြွေးခဲ့ပါတယ်ကျေးဇူးတော်ကြောင့်ပဲဘုရားသခင်ကယခုအဲ့ဒီတုန်းကငိုကြွေးခဲ့တဲ့ဆွတ်တောင်းခဲ့တဲ့အတန်တွေကိုအဖြေပေးတယ်ဘုရားသခင်ရဲ့အကြံစီတော်တွေအလိုတော်တွေကိုနားလည်ရတဲ့ယာကုပ်ပြောသလို This is the gate of heaven ဘုရားသခင်ရဲ့ကောင်းကင်တကားဝဖြစ်တယ်လို့ကျွန်တော် EBC ကျောင်းကိုအမြဲတမ်းအမှတ်ရနေပါတယ်ဧဝံဂေလိဓမ္မကောလိပ်ကိုကျွန်တော်တက်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟာအနာဂတ် Master of Divinity ပြီးတော့မှ Doctor of Ministry စတဲ့အဆင့်မြင့်ပညာတွေကိုလေ့လာစီးပူးခွင့်ရခဲ့ပါတယ်ဧဝံဂေလိဓမ္မကောလိပ်မှာပညာလေ့လာစီးပူးတဲ့အချိန်ကနေစပြီးတော့မှဆရာဆရာမတွေရဲ့ကျေးဇူးအဲ့ဒီချိန်မှာ General Council ကနေပြီးတော့မှဘုတ်အဖွဲ့အနေနဲ့ဥဆောင်ပေးခဲ့တဲ့ကျေးဇူးပြီးတော့မှကျွန်တော်တို့တင်ရိုးညွှန်းတန်းနေရဆိုရင်လည်း Global University America ကနေပြီးတော့မှကျွန်တော်တို့စာပေစာယူနဲ့ဖြည့်ဆိုပြီးတော့မှဘုရားသခင်ကျေးဇူးတက်တဲ့ကြောင့်အောင်မြင်ခဲ့ပါတယ်ပြီးတော့မှဒီအနာဂတ်သာသနာလုပ်ငန်းကိုလှုပ်ဆောင်ဖို့ General Council ကနေပြီးတော့ဘုတ်အဖွဲ့အနေနဲ့ကျွန်တော်တို့ကြည့်ရှုတဲ့အခါမှာတို့ General Council အဖွဲ့တွေနဲ့ယင်းနီးခွင့်ကိုရခဲ့တယ်လေ့လာသင်ယူခွင့်တွေရခဲ့ပါတယ်နောက်ကျွန်တော်တို့ကျောင်းအုပ်ဆရာမကြီးဒူရာမိုးဆက်အပါဝင်ဆရာဆရာမတွေရဲ့တွင်တင်မှုတွေနဲ့သူတို့ရဲ့စက္ကန့်မှုတွေဟာကျွန်တော်တို့အတွက်နမူနာအနေနဲ့ရရှိပြီးအနာဂတ်သာသနာမှာတကယ်ပဲထိထိရောက်လှုပ်ဆောင်ဖို့ရန်အတွက်ခွန်အားတွေရရှိခဲ့ပါတယ်ဧဝံဂေလိဓမ္မကောလိပ်ကျောင်းမှာပညာစီးပူးလေ့လာရင်းနဲ့ဘုရားသခင်မှုတော်မြတ်နိုင်ငံနဲ့တဝမ်းကဘာနဲ့တဝမ်းထိတွေ့ဆက်ဆံဖို့ခွင့်ရတွေရခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဧဝံဂေလိဓမ္မကောလိပ်ကအင်္ဂလိပ်လိုသင်ကြားပေးတာဖြစ်တယ်။ကျွန်တော်ရဲ့အင်္ဂလိပ်စာလေ့လာခြင်းအစက EBC ကျောင်းကဖြစ်တယ်။ကျမ်းစာလေ့လာခြင်းအစက EBC ကျောင်းကဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကျောင်းသားတွေကိုမှာချင်တာကတော့ဒီနေ့ကျမ်းစာကျောင်းမှာပညာစီးပူးနေတဲ့အချိန်မှာကျွန်တော်တို့ဖခင်နဲ့မိသားအဖွဲ့ဖို့အကောင်းဆုံးခွင့်ရရတယ်ဆုတောင်းဖို့အချိန်များကြီးရတယ်ကျမ်းစာတွေကိုကဘာဦးကျမ်းနဲ့ဗျာဒိတ်ကျမ်းထိစအဆုံးဖတ်ရှုလေ့လာစီးပူးလေ့ကျက်ပြီးတော့လက်တွေ့လှုပ်ဆောင်ဟောပြောဖို့ခွင့်ရတွေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရာကိုတိကျအာယုံစိုက်ပြီးတော့မှဆုတောင်းခြင်းတမန်ကျမ်းစာကိုချစ်မြတ်နိုးပြီးတော့မှလက်တွေ့လှုပ်ဆောင်ခြင်းတွေကျောင်းသားဘဝကနေအစပြုဖို့အမှန်တမ်းအရေးကြီးပါတယ်ဒီနေ့ဧဝံဂေလိဓမ္မကောလိပ်ကဝိညာဉ်ရေးရမှာလဲဖခင်နဲ့ထိတွေ့မှုရတယ်လို့လူချင်းချင်းလဲကျွန်တော်တို့ထိတွေ့ဆက်ဆံမှုတွေရပြီးတော့မြန်မာပြည်သားမကကဘာနဲ့တဝမ်းအလုပ်လုပ်ဖို့ရန်အတွက်အခွင့်အရေးဖြစ်တယ်ဆိုတာကိုနားလည်ပြီးဧဝံဂေလိဓမ္မကောလိပ်အတွက်လည်းဆွတ်တောင်းပေးပါဧဝံဂေလိဓမ္မကောလိပ်အတွက်လည်းအလူငွေတွေနဲ့ပါဝင်ပေးကြပါဧဝံဂေလိဓမ္မကောလိပ်ကိုလည်းကျောင်းသားတွေဆေလွတ်ပေးပါအခုကျွန်တော်တို့ဧဝံဂေလိဓမ္မကောလိပ်မှာကျောင်းသားတွေကရှန်ထွက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဆောက်အဦတစ်တွေလည်းဒီဆောက်ဖို့စီမံကိန်းတွေလည်းရှိပါတယ်ဆက်လက်ဝိုင်းဝန်းကူညီဆုတောင်းရင်းပါဝင်ကြပါစို့လို့အားပေးနှိုးဆော်လိုပါတယ်ဖျက်ရှင်ရောက်တိုင်းကောင်းချီးပေးပါစေ